အိမ်ထောင်ရေးအဆင်မပြေတော့တဲ့အတွက်ဝူရှင်းနဲ့သူ့မိန်းမကွာရှင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။မိန်းမဖြစ်သူကဝူရှင်းဟာမန်နေဂျာဖြစ်လာပေမဲ့သူမနဲ့မထိုက်တန်ဘူးလို့အထင်ကြီးပြောဆိုခဲ့တာကြောင့်မိဘကဒေါသထွက်ပြီးသမီးကိုပြစ်တင်ဆုံးပါတယ်။ဘာကြောင့်လဲဆိုတော့ဝူရှင်းကနေ့တွေတစ်လျှောက်မိဘနှစ်ပါးနေမကောင်းနိုင်စိတ်ယုံလိုက်ဖို့ပေးပြီးအမြဲဂရုစိုက်တဲ့သူဖြစ်လို့ပါ။နောက်ဆုံးဝူရှင်းကဒါဟာသူ့အတွက်နောက်ဆုံးအကြိမ်အမေလို့ခေါ်တာဖြစ်ပြီးသူတို့နှစ်ယောက်ကြားပြန်လည်းမဖြစ်နိုင်တော့ဘူးလို့ပြောကထွက်သွားတယ်။တစ်ဖက်မှာတော့ဝူရှင်းဟာအလုံးမှာရာထူးတိုးပြီးမန်နေဂျာဖြစ်လာတယ်လို့တံပိုးကြီးကားတစ်စီးလဲစီးလာတာကြောင့်လောက်ဖော်ကန်ဖက်တွေကတန်တရားဝင်လာကြတယ်။သူ့ဇနီးဟောင်းကလည်းအဲ့ဒီကားကိုသူ့အရေးချင်းနဲ့ဝယ်နိုင်မှာမဟုတ်ဘူးလို့ဆွဆွဲခဲ့တယ်။အဲ့ဒီချိန်မှာဝူရှင်းကပိုင်ဆိုင်မှုကိုတဝက်ခွဲယူမဲ့သဘောတူညီချက်နဲ့ကွာရှင်းဖို့သဘောတူလိုက်တယ်။အလုံးမှာတော့သူနဲ့အတူတူကြောင်းတက်ခဲ့ဘူးတဲ့လုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ကကုမ္ပဏီနဲ့စီးပွားရေးစာချုပ်လာချုပ်တယ်။နှစ်ပေါင်းများစွာမတွေ့ခဲ့ကြလို့ညစာအတူစားပြီးသူမကိုအိမ်ပြန်ပို့ပေးတာကိုအလုပ်ဖော်တွေကမြင်သွားကြတယ်။ဒီအပြင်ဝူရှင်းရဲ့တံပိုးကြီးကားကိုလည်းတတိထားမိတာကြောင့်သူကအလုပ်ရာထူးကိုအသုံးချပြီးအကျိုးအမြတ်ယူနေတယ်လို့စတင်ဆွဆွဲကြတယ်။အခြေအနေပိုဆိုးလာတာကဝူရှင်းရဲ့အကောင့်ထဲကိုငွေတန်းဝင်လာတာကိုလည်းသူတို့တွေ့သွားပြီးစီးပွားရေးလုပ်ဖော်ကန်ဖက်မိန်းကလေးစီကချူစားတယ်လို့ထင်ကြတယ်။တကယ်တော့အဲ့ဒီငွေဟာကုမ္ပဏီဥက္ကဋ္ဌကဝူရှင်းကိုပေးတာဖြစ်တယ်။အကြောင်းကတော့သူဟာဥက္ကဋ္ဌရဲ့ညီမကိုအန်ဒီရဲ့ကြီးတဲ့အခြေအနေကနေကယ်တင်ပေးခဲ့လို့ပါ။တံမိုးကြီးကားကလည်းသူ့ကိုကုမ္ပဏီကတာဝန်နဲ့ပေးခဲ့တဲ့ကားဖြစ်တယ်။ဒါပေမဲ့ဝူရှင်းကအဲ့ဒီအချက်တွေကိုရှင်းပြပေးမဲ့ဘယ်သူမှမယုံကြဘူး။သူတို့ကသူနဲ့လုပ်ငန်းရှင်မိန်းကလေးကြားဆက်ဆံရေးရှိတဲ့ငွေတန်းကိုလည်းချူစားတယ်ဆိုပြီးရဲခေါ်ဖို့အထိစူးစမ်းလာကြတယ်။ဝူရှင်းကတော့သူချုပ်ခဲ့တဲ့စာချုပ်ကိုပြန်စစ်ကြည့်ရင်ကုမ္ပဏီအကျိုးစီးပွားကိုထိခိုက်စေတဲ့အချက်လုံးဝမရှိကြောင်းပြောဆိုတယ်။အဲ့ဒီအချိန်မှာကုမ္ပဏီဥက္ကဋ္ဌနဲ့အထွေထွေမန်နေဂျာတို့ကလိန်ရင်နဲ့ပြန်လာနေကြပြီးဥက္ကဋ္ဌရဲ့ဖုန်းပိတ်ထားတာကြောင့်ဝူလင်းကသူ့ကိုယ်သူရှင်းပြဖို့အခက်တွေ့နေတယ်။လူတိုင်းကသူ့ကိုအပြစ်ရှိသူလို့သတ်မှတ်ပြီးဖယ်ရှားဖို့တောင်ပြောနေချိန်မှာနောက်ဆုံးဥက္ကဋ္ဌနဲ့အထွေထွေမန်နေဂျာတို့ရောက်လာကြတယ်။ဥက္ကဋ္ဌရောက်ချင်းအားလုံးကိုရက်တန့်ခိုင်းပြီးအထောက်အထားတောင်းလိုက်တယ်။လုပ်ဖော်ကန်ဖက်တွေကကားငွေတန်းနဲ့အတူစားတောက်ခဲ့တာတွေကိုအထောက်အထားအဖြစ်တင်ပြကြပေမဲ့ဝူရှင်းကတော့အားလုံးကိုရှင်းပြပြီးအခုတော့ဥက္ကဋ္ဌကမနေ့ကသူချုပ်ခဲ့တဲ့စီးပွားရေးစာချုပ်ကိုယူလာခိုင်းလိုက်တယ်